ဒီအနုမြူဒီအသေးစားလျှက်စစ်အနုမြူတုံးဒီလျှက်စစ်ထုတ်လို့မဲ့စီမံကိန်းတွေကမဖြစ်နိုင်ဘူးတဝက်ရည်မနဲ့စိတ်ကန်းတွေကမဖြစ်နိုင်ဘူးဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဖြစ်နိုင်တယ်သူတို့ပြောဆိုနေကြတယ်အဲ့တော့ကျွန်တော်တခုပဲတာရကအနေနဲ့တင်ပြပါမယ်ကျွန်တော်ရဲ့တငယ်ချင်းအိမ်ကိုကျွန်တော်ထမင်းသွားစားမယ်ဆိုပါစို့ထမင်းတငယ်ချင်းအရောက်ကျော်စိုးမင်းငါ့အိမ်လာပြီမင်းထမင်းလာစားငါတို့12နာရီထိုးမှာငါတို့ထမင်းစားကြမယ်ဆိုဖိတ်တယ်ဆိုရင်သူတို့ဖိတ်မှကျွန်တော်ကသွားလို့ရတာတငယ်ချင်းကကျွန်တော်အရောက်မင်းကထမင်းဖိတ်ကြည့်တယ်မင်းလာစားလို့သူတို့ကဖိတ်မှကျွန်တော်ကသွားလို့ရတာမဖိတ်ပဲရောက်တငယ်ချင်းအိမ်ရောက်ပြီးမှရောက်ငါဘိုက်စားရတယ်ဆိုရင်တော့ခင်ဗျာဘယ်သူမှကြွေးမှာမဟုတ်ဘူးတကယ်ကြီးမင်းဘာမှစားကြမရှိဘူးပြောမှာနောက်တစ်ခုကကျွန်တော်တို့အိမ်ရောင်းဝယ်စာချုပ်ဆိုပါစို့ဒါကကျွန်တော်တို့အားလုံးသိတာထင်ရှားတဲ့အခြေအနေအိမ်ရောင်းဝယ်စာချုပ်ဆိုပါစို့ဒီအိမ်ရောင်းဝယ်စာချုပ်ချုပ်ပြီဆိုရင်ရောင်းသူနဲ့ဝယ်သူရဲ့ဂျားထဲမှာကျွန်တော်တို့ညှိနှိုင်းရတဲ့ကိစ္စတွေရှိတယ်နောက်ဆုံးကျွန်တော်တို့လက်မှတ်ထိုးရတာတွေငွေချေရတဲ့အခြေအနေအဲ့မှာကျွန်တော်ညှိနှိုင်းရတဲ့ကိစ္စတွေရှိအစစ်စစ်ရှိတယ်လက်ရှိဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကရုရှားနိုင်ငံကိုသွားတယ်ဆိုတာကရုရှားနိုင်ငံကိုသွားပြီးတော့နိုင်ငံသဘောတူစာချုပ်တွေလက်မှတ်ရေးထိုးတယ်ဆိုတာကအဲ့ဒီရဲ့ဂျားကာလမှာနေ့နဲ့ချီပြီးတော့ခင်ဗျာသဘောတူညီချက်တွေအများကြီးကျွန်တော်တို့နှစ်ဖက်ဆွေးနွေးသွားပြီးမှလက်ရှိ final မှာနှစ်ဖက်ခေါင်းဆောင်တွေသွားပြီးလက်မှတ်သွားထိုးတာဗျလက်မှတ်သွားထိုးတာအဲ့ဒီလိုနှစ်ဖက်ခေါင်းဆောင်တွေလက်မှတ်ထိုးနိုင်ဖို့အတွက်ရုရှားနိုင်ငံကကိုယ်စားလှယ်အဖွဲ့တွေမြန်မာနိုင်ငံမှာခင်ဗျာတောက်လျှောက်လာခဲ့တာတောက်လျှောက်လာပြီးမှနောက်ဆုံး final မှာကျွန်တော်လက်မှတ်ထိုးတာတောက်လျှောက်လာပြီးမှနောက်ဆုံး final ပြင်နောက်ဆုံး final မတိုင်ခင်ပေါ့ဗျာအဲ့တော့ဒဝဲရင်နဲ့စကန် area တွေသွားမယ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာတနည်းအားဖြင့်ကျွန်တော်တို့တနည်းအားဗျာထားပါစို့အသေးစားလျှက်စစ်ဓပေါင်းမို့နျူကလ িয়ার နဲ့သွားမယ်ဒီလျှက်စစ်ထုတ်လုပ်မယ်ကိစ္စတွေအဲ့ဓာတွေကခင်ဗျာတို့ဒီမှာစာပေးစည်းရောမှနှစ်ဖက်လက်မှတ်သဘောတူညီချက်လက်မှတ်ထိုးတာထို့အတူပါပဲကျွန်တော်တို့ဒီဒဝဲရင်နဲ့စကန်မှာဒဝဲအထူးစီးပွားရေးစုံပေါ့ဗျာဒဝဲအထူးစီးပွားရေးစုံမှာစွမ်းရင်ကိစ္စတွေပြီးတော့ကျွန်တော်အခြားသောအကြီးစားစက်မှုလက်မှုကိစ္စတွေစက်မှုကဏ္ဍတွေအဲ့ဒီအရာတွေလက်မှတ်ထိုးဖို့ကရုရှားမြန်မာနှစ်နဲ့ချီပြီးတော့ကျွန်တော်သဘောတူညီချက်တွေမြန်မာနိုင်ငံအစိုးရနဲ့ရုရှားအစိုးရတို့နှစ်နိုင်ငံကျွန်တော်တို့ကစီပေါက်ငင်းခုန်ဆွေးနွေးပြီးတော့မှနောက်ဆုံး final အဖြစ်နာဆာကဥက္ကဋ္ဌနဲ့ရုရှားသမ္မတတို့လက်မှတ်ထိုးတာဗျခင်ဗျာချက်ချင်းလက်မှတ်ထိုးတာမဟုတ်ဘူးနောက်ဆုံးခင်ဗျာတို့အားလုံးသိတာထင်ရှားအောင်ပြောမယ်ဆိုခင်ဗျာကောင်လေးနဲ့ကောင်မလေးကကြိုက်နေကြပြီကောင်လေးကကောင်မလေးကိုသွားပြီးတောင်းမယ်ဆိုရင်တော့မှခင်ဗျာဂျားထဲမှာအစစ်စစ်ညှိနှိုင်းရသေးတယ်ညှိနှိုင်းပြီးတော့မှကောင်မလေးဘက်ကသဘောတူညီပြီးနောက်ဆုံး final ရောက်မှယောက်ျားလေးဘက်ကသွားတောင်းလို့ရတာဗျဒါအသေးစားလေးပဲရှိသေးတယ်နိုင်ငံတော်အစစ်မဟုတ်သေးဘူးဒါခင်ဗျာဟိုဘက်အိမ်နဲ့ဒီဘက်အိမ်ကိစ္စပဲရှိသေးတယ်ဟိုဘက်အိမ်ဒီဘက်အိမ်ကိစ္စတော့မှခင်ဗျာအသေးစိတ်ညှိနှိုင်းရတယ်ဗျာဒီလိုမျိုးနိုင်ငံတော်အစစ်ဆိုတာကလက်မှတ်သွားထိုးရဲဆိုတာကဒီနေ့တက်ချုပ်ကြီးရုရှားကိုသွားမယ်သွားတဲ့အခါမှာရုရှားသမ္မတကြီးအဲကမ်းမာတွေကထိုင်ပြီးတော့လက်မှတ်ထိုးကြမယ်လို့လက်မှတ်ထိုးလို့ရတာမဟုတ်ဘူးနှစ်ဖက်အစိုးရအဖွဲ့တွေနှစ်နဲ့ချီပြီးတော့နှစ်ဖက်ခေါင်းချင်းဆိုင်ဆွေးနွေးငင်းကုန်ပြီးသွားမှကျွန်တော်တို့ကဒီလိုနှစ်ဖက်ခေါင်းဆောင်တွေလက်မှတ်ထိုးတဲ့အဆင့်ကိုရောက်လာတာဗျနော်အဲ့တော့ဒါကိုကြည့်ချင်းအပြင်ခင်ဗျားတို့တွေးနိုင်မယ်ထင်ပါတယ်အဲ့တော့အပုံနဲ့နေဘက်ကလာတဲ့သတင်းကိုနားထောင်ရင်တော့ခင်ဗျားတို့အပုံနဲ့နေပဲခင်ဗျားတို့ရှူရမယ်အပုတ်ကောင်တွေပဲတွေ့မယ်အပုံနဲ့ပဲခင်ဗျားတို့စားသုံးရမယ်ခင်ဗျားတို့လက်ဆက်စားသုံးခြင်းနဲ့တိုင်းပြည်မှာဖြစ်နေတဲ့အခြေအနေကိုခင်ဗျားတို့သိကျင်တယ်ဆိုရင်တော့ခင်ဗျားတို့သိတဲ့ထင်တဲ့သတင်းတွေကိုခင်ဗျားတို့ဖတ်ပါတစ်ဖက်ကတော့ခင်ဗျားပုံစံမျိုးစုံနဲ့ဆွဆွဲပါလိမ့်မယ်အဲ့တော့ရုရှားနဲ့မြန်မာမှာကျွန်တော်နှစ်နိုင်ငံကသဘောတူမှုကကျွန်တော်တို့အားလုံး10ခုလက်မှတ်ရေးထိုးနိုင်ခဲ့တယ်အဲ့ဒီမှာကျွန်တော်တို့ကာဝေးဆိုင်ရာကိစ္စတွေပါတယ်ပြီးကျွန်တော်ဒဝဲရင်းနဲ့စေကန်ကိစ္စတွေပါတယ်ပြီးတော့ကျွန်တော်ပညာရေးဆိုင်ရာကိစ္စတွေပါတယ်ပြီးတော့ကျွန်တော်တို့ဒါလျှက်စစ်စက်မှုလက်မှုကျွန်တော်အဓိကအချုံပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီကာဝေးကိစ္စတွေပါမယ်စက်မှုလက်မှုတွေပါမယ်လျှက်စစ်ကဏ္ဍပါမယ်ဒီကျွန်တော်အနုမြူကနေပြီးတော့လျှက်စစ်ထုံးမဲ့ကိစ္စတွေပါမယ်စိုက်ပျိုးရေးကဏ္ဍတွေပါမယ်ကုန်သွယ်ရေးကဏ္ဍတွေပါမယ်ဒီຢာတွေပါပဲပြီးတော့ပညာရေးပေါ့ဗျာအဲ့ဒီຢာတွေပါတယ်ပြီးကျွန်တော်တို့ဒီနာဆာကဥက္ကဋ္ဌနဲ့ဒီဘီလာရုသမ္မတတို့တွေ့ဆုံမှုမှာဆိုရင်လည်းပဲဒါနှစ်ဖက်အပြန်အလှန်ကျွန်တော်တို့ဒါလက်ဆောင်ပဏ္ဍာတွေဆက်တာတွေလည်းတွေ့ရတယ်တနည်းအားဖြင့်ဒီနာဆာကဥက္ကဋ္ဌကြီးကဒီဘီလာရုသမ္မတကိုကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့အမြင့်ဆုံးစုစည်းကိုချီးမြှင့်တယ်ပြီးတော့ကျွန်တော်ဘီလာရုသမ္မတကလည်းဒီနာဆာကဥက္ကဋ္ဌကိုဘီလာရုနိုင်ငံရဲ့ဒါကျွန်တော်တို့တကယ်အမြင့်ဆုံး
လက်ဆောင်ပတ်တာကိုဆက်တာတယ်နှစ်ဖက်ကတော့ကျွန်တော်တို့တကယ်ကိုကျွန်တော်ဖက်လဲတကယ်ဖြစ်ခဲ့တဲ့အခြေအနေပါပဲပြီးတော့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကဒီဘီလာရုနိုင်ငံအဖြစ်မြန်မာနိုင်ငံမှာထွန်ဆက်တွေလာပြီးတော့ထုတ်လုပ်တက်ဆင်ရောင်းချဖို့ဒီလိုမျိုးတွေဖိတ်ခေါ်တယ်ပြီးရင်ကျွန်တော်တို့ဒီဓာတ်မြေဩဇာစက်အုံတွေမြန်မာနိုင်ငံမှာလာပြီးတော့တိစောက်ပြီးတော့ထုတ်လုပ်ဖြန့်ချီဖို့ပြီးတော့ကျွန်တော်အခြားသောကားထုတ်လုပ်မှုတွေလည်းပါတယ်ပြီးကျွန်တော်တို့ဒီလေယာသုံးလေယာဒီစိုက်ပျိုးခန္ဓာနဲ့ကိစ္စတွေလည်းပါတယ်အဲ့တော့အဲ့ဒီຢာတွေပါတယ်ပေါ့ဗျာမြန်မာနိုင်ငံတော့အကျိုးရှိတဲ့ခီးစဉ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီသတင်းကိုတင်ပြရတာကဒီသတင်းနဲ့ပတ်သက်ကျွန်တော်ပြီးခဲ့တဲ့ရက်တွေကလည်းကျွန်တော်တင်ပြခဲ့တယ်ဒီကနေ့တင်ပြရတာကဒီနှစ်နိုင်ငံခေါင်းဆောင်တွေသဘောတူညီချက်စာချုပ်ချုပ်ဖို့ဆိုတာကခင်ဗျာချက်ချင်းကြီးဟောဒီမှာနိုင်ဝက်လောက်နဲ့တွေ့ပြီးတော့လက်မှတ်ထိုးလို့ရတဲ့ကိစ္စမဟုတ်ပါဘူးနှစ်နဲ့ချီပြီးတော့ကျွန်တော်နှစ်ဘက်ခေါင်းဆောင်တွေဆွေးနွေးပြီးတော့မှနောက်ဆုံး final အဖြစ်ဒီဘက်ကရုရှားခေါင်းဆောင်ကလည်းဒီမြန်မာနိုင်ငံမှာယင်းနှိမ့်နာမည်ကိစ္စကိုသူတိုင်းသဘောတူတယ်တစ်ဖက်ကနာဆာကဥက္ကဋ္ဌကလည်းသူ့အတွက်ဒါဒီစာချုပ်မှာသူလည်းသဘောတူတယ်အဲ့လိုနိုင်ငံခေါင်းဆောင်တွေကနောက်ဆုံးလက်မှတ်ရေးထိုးတာပါအဲ့ဒီအောက်မှာကျွန်တော်အစစ်စစ်ဖြတ်သန်းတဲ့ရန်နေရတွေကအစစ်စစ်ဖြတ်သန်းတာပါနှစ်နဲ့ချီကြပါတယ်ကျွန်တော်ရှေ့ကတင်ပြခဲ့သလိုပဲခင်ဗျားတို့သမီးသားအချင်းချင်းကျွန်တော်တို့ဒါအိမ်အောင်ပြုကြမဲ့သမီးသားအချင်းချင်းကျွန်တော်တို့ဒါပေါင်းဖက်ကြမဲ့အခြေအနေမှာတော့မှဒါယောက်ျားလေးကမိန်းကလေးဘက်ကိုသွားတောင်းရင်တော့မှဒီမိန်းကလေးရှင်ကသူလိုချင်တဲ့အမြင့်ဆုံးအခြေအနေကိုယောက်ျားလေးကိုတောင်းတယ်ယောက်ျားလေးရှင်ကလည်းသူတင်တောင်းနိုင်မဲ့အခြေအနေကိုပြန်ပြီးတင်ပြတယ်အဲ့ဒီနှစ်ခုနှစ်ဖက်သဘောတူညီမှသာလေယောက်ျားလေးရှင်ကခင်ဗျာသွားပြီးတောင်းလို့ရတာဒါကအသေးစားကိစ္စပဲရှိသေးတယ်ခင်ဗျာနိုင်ငံတော်အဆင့်ကဒီတက်ကျဲပြတ်ပါတယ်ဒါကကျွန်တော်ဥပမာအနေနဲ့တင်ပြပေးတာဖြစ်ပါတယ်နောက်ထပ်သတင်းဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကုတ်ခိုင်မြို့မှာကျွန်တော်တို့ဒီ TNL နဲ့ KIA တို့ဒီစစ်သွေးကြအုပ်စုတွေအချင်းများနေအချင်းတွေပါတစ်ဆက်တည်းကျွန်တော်တို့ကြားပြတ်ပြီးတင်ပြမယ်ဆိုရင်နိုင်ငံတော်ရဲ့လက်ရှိဗျာတနည်းအားဖြင့်တပ်မတော်ရဲ့ထိန်းချုပ်မှုအောက်မှာနေရတာအခက်အခဲရှိတယ်အဆင်မပြေဘူးဆိုရင်ရှမ်းမြောက်ဒေသမှာရှိတဲ့ TNL လက်ရှိယာယီထိန်းချုပ်ခွင့်ရတဲ့နေရာမှာသွားနေလို့ရတယ် MMDA ယာယီထိန်းချုပ်ခွင့်ရတဲ့နေရာမှာသွားနေလို့ရပါတယ်ဒါလေးဖြစ်စဉ်ကိုတင်ပြပါမယ်မတ်လ9ရက်နေ့ညနေကတနည်းအားဖြင့်မနေ့ကညနေကကုခိုင်မြို့ထဲမှာရှိတဲ့ KIA ရဲ့ဆက်ဆံရေးရုံးကို TNL ကဝင်ရောက်စီးနင်းပါတယ်ဝင်ရောက်စီးနင်းပြီးတော့ဒီဝင်ရောက်စီးနင်းမှုမှာဆိုရင်ဒီ KIA ဖွဲ့ဝင်တွေကပြန်ပြီးခုခင်တဲ့အခါမှာနှစ်ဖက်အကြီးအကျယ်အချင်းများပြီးတဲ့နောက်ပိုင်းဒါ TNL ဖွဲ့ဝင်တွေကဒီ KIA ဖွဲ့ဝင်တွေကိုကားပေါ်ခေါ်တင်တယ်သူရဲ့လက်နက်တွေရောသူရဲ့ရိတ်ခါတွေကားပေါ်ခေါ်တင်ပြီးတော့လက်ရှိဖမ်းချုပ်ထားတယ်နောက်တဲ့တနေရာကကုတ်ခိုင်မြို့အနီးမှာရှိတဲ့ KIA စကန်ကို TNL ကဝင်ရောက်စီးနင်းပါတယ်ဝင်ရောက်စီးနင်းပြီးတော့အဲ့ဒီမှာရှိတဲ့ KIA အဖွဲ့ဝင်တွေကိုဖမ်းဆီးပြီးတော့ကားပေါ်ခေါ်တင်သွားပါတယ်လက်ရှိတော့ကျွန်တော်တို့ဒါ KIA အဖွဲ့ကပြောတာကသူတို့အဖွဲ့ဝင်တွေအဆက်အသွယ်ပြတ်တောက်နေလို့သူဘက်ကပြောဆိုနေတာရှိပါတယ်အဲ့တော့ KIA ဖြစ်စဉ်ကတော့ကျွန်တော်တို့တော်တော်လေးဆိုးပါတယ်ရှမ်းမြောက်မှာကိုကန်းကစစ်သွေးကြကိုကန်းတွေကခွေးမောင်းသလိုမောင်းထောက်လိုက် TNL အဖွဲ့တွေကခွေးမောင်းသလိုမောင်းထုတ်လိုက်နေတယ်သူတို့ပတ်ချလဲနေပါတယ်အဲ့ဒါကဘာကိုပြနေလဲဆိုရင်တော့ဒီ KIA ရဲ့အင်အားကတော်တော်လေးကိုကျွန်တော်တို့ဆူဆူဝါရုပ်ရော့လာတယ်ဆိုတဲ့သဘောကိုပြပါတယ်ထို့တူပါပဲပြီးခဲ့တဲ့ဒီမတ်လ9ရက်နေ့ကရှမ်းမြောက်ဒေသကုတ်ခိုင်မြို့နယ်မုံစည်းကျွော်အုပ်စုပြိန်းခမ်းကျွော်မှာရှိတဲ့ဒီဒေသခံတွေအသုံးပြုတဲ့စမ်းချောင်းရှိတယ်အဲ့ဒီစမ်းချောင်းကိုဒီ MMDA စစ်သွေးကြွအဖွဲ့တွေကစမ်းချောင်းကရွှေထွက်တဲ့အခါမှာသူစမ်းချောင်းလာပြီးတော့ရွှေတွေလာကျင်ပါတယ်လာကျင်တဲ့အခါကျတော့ဒီဒေသခံတွေကသူတို့အတွက်တောက်သုံးရဲ့အရင်းမြစ်ပြတ်တောက်တဲ့အနေအထားဖြစ်တဲ့အခါမှာဒေသခံပြည်သူတွေကသူတို့ဒေသခံပြည်သူနဲ့နီးတူ KIA အဖွဲ့ဝင်တွေက MMDA ကိုဆန္ဒပြတယ်အဲ့ဒီဆန္ဒပြမှုကြောင့် MMDA စစ်သွေးကြွအဖွဲ့တွေကဒီ KIA အဖွဲ့ဝင်တွေကဒေသခံတွေရောတနက်နဲ့ပြစ်ခတ်ပြီးပြစ်တပ်လိုက်တဲ့အခါမှာကျွန်တော်တို့ KIA အဖွဲ့ဝင်အပါအဝင်ဒေသခံစုစုပေါင်း9ယောက်နေရာမှာပဲပွဲချင်းပြီးသေသွားတယ်ပြီးတော့ကျွန်တော်တို့9ယောက်ဒါပြည့်ထန်တရားတွေရရှိခဲ့တယ်အဲ့တော့ခင်ဗျားတို့ကျွန်တော်ရှေ့ရတင်ပြသလိုပါပဲဒီတက်မတော်ရဲ့အရေးအာဝါဒအောက်မှာမနေနိုင်ဘူးဆိုရင်အဲ့မှာခင်ဗျားတို့သွားနေလိုက်ပါကျွန်တော်ညှို့တဲ့နေရာမှာသွားနေလို့ရတယ်သွားပြီးတော့နေကြပါထို့တူပါပဲကျွန်တော်တို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်နေ့ကကိုကန့်အဖွဲ့တွေကဒါကျွန်တော်တို့အမျိုးသမီး3ယောက်ကိုလိန်ဂျုံပြုတ်ပြီးတဲ့နောက်ပိုင်းမှာတပ်ဖြတ်မှုတွေပြုလုပ်တယ်တပ်ဖြတ်မှုတွေပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်အလောင်းလာရောက်ဆွပြုတ်မှုတွေပြုလုပ်ခဲ့ပါတယ်အလောင်းတွေ့ရှိတဲ့ရက်ကဖေဖော်ဝါရီလ23ရက်နေ့ကဒါကျွန်တော်တို့တီဘောမြို့နယ်နားမခေါ်ကြီးပါအနီးတာလုံလန်းအဆင့်မှာကျွန်တော်တို့အမျိုးသမီးငယ်တွေအလောင်း3လောင်းကိုလာရောက်ပြီးတော့ဆွန့်ပစ်ထားတယ်အဲ့ဒီအမျိုးသမီးငယ်တွေကကျွန်တော်အသက်12နှစ်ပါတယ်ပြီးရင်ကျွန်တော်18နှစ်နဲ့12နှစ်ကြားတဲ့အရွယ်တွေပါတယ်အဲ့တော့ငယ်အသက်မပြည့်သေးတဲ့အရွယ်တွေလို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်လိန်ကြုံပြုတ်ထားတဲ့ဒဏ်ရာပေါင်းများစွာတွေ့တယ်နှိမ့်ဆက်တပ်ဖြတ်ခံထားရတဲ့ဒဏ်ရာပေါင်းများစွာတွေ့ပါတယ်ခင်ဗျားတို့ပြောတဲ့တရားမျှတမှုဆိုတာဘာမှမရှိဘူးအော်ကြပါလူခွင့်ပေးပါဟိုဟာပေးပါတရားပေးပါအော်ကြပါအဲ့တော့ဒီတင်တော့ပြန်ချိုးရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီရှိုင်းမြောက်ဒေသမှာတော့ဒေသခံပြည်သူတွေရဲ့လူခွင့်ဆုံးရှုံးမှုတွေများစွာတွေ့နေရတယ်
အမျိုးသမီးငယ်တွေများစွာကျွန်တော်လိန်ကြုံပြုခံနေရတယ်ပြီးတော့ကျွန်တော်မထင်ဆိုတပ်ဖြတ်မှုတွေများစွာကြုံတွေ့နေရတယ်ပြီးရင်ကျွန်တော်တို့ဒီဘက်ဒီလက်နက်ကင်အဖွဲ့တွေအချင်းချင်းတို့နေမြေလူတဲ့အခြေအနေတွေတော်တော်များများပုတ်တိုက်မှုတွေဖြစ်နေကြတယ်ဒါတော့ကျွန်တော်ရှမ်းမြောက်အခြေအနေအဲ့တော့လက်ရှိကျွန်တော်တို့ဒီတပ်မတော်ရဲ့အဝန်းဝိုင်းထဲမှာနေကြတဲ့ပြည်သူများအနေနဲ့တနည်းအားဖြင့်ညီပဲအုပ်စုများအနေနဲ့ခင်ဗျားတို့အနေနဲ့တပ်မတော်ရဲ့အောက်မှာငါတို့ကနေရတာမလုံးကြုံဘူးဆိုရင်ခင်ဗျားတို့အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုခင်ဗျားတို့သွားလို့ရပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကိုသွားလို့ရတဲ့လမ်းကြောင်းတွေကျွန်တော်ဆက်ပြီးတင်ပြမယ်ဆိုရင်ရန်ကုန်ကနေပြီးတော့မန္တလေးကိုသွားပါမန္တလေးကနေပြည်ုံးနေသွားပါပြည်ုံးလေးကနေပြီးတော့ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်ဆက်သွားလို့ရပါတယ်အဲနောင်ချိုးအဲ့မှာကျွန်တော်တို့ဒီရှမ်းမြောက်တောက်လျှောက်တရုတ်နယ်စပ်ကြီးသွားလို့ရပါတယ်နောက်ထပ်လမ်းကြောင်းတွေကတော့ကျွန်တော်တို့ဒီရှမ်းပြည်နယ်တောင်ပိုင်းနေပြီးတော့ဖြတ်ဝင်တဲ့လမ်းကြောင်းတွေသွားလို့ရပါတယ်နောက်ထပ်လမ်းကြောင်းတွေလည်းကျွန်တော်တို့ဒါများစွာသွားလို့ရပါသေးတယ်ခင်ဗျားတို့သွားလို့ရတဲ့လမ်းကြောင်းတွေပါသွားကြပါတပ်မတော်ရဲ့အောက်မှာအရေးအာဝါဒအောက်မှာခင်ဗျားတို့မနေဘူးတပ်မတော်ရဲ့အရေးအာဝါဒအောက်မှာနေရငါတို့ပူလောင်နေဆိုရင်သွားပါခင်ဗျားတို့သွားလို့ရပါတယ်သွားလို့ရပါတယ်ဗျာနော်ပြည်ပမီဒီယာကိုအနေနဲ့ကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ